မြန်မာလူမျိုးတွေဝင်ရကက်လာတဲ့ထိုင်းနိုင်ငံရဲ့ဖူးမှုပါတီအရင်ကလူအရန်စီပြီးတော့ကဲလို့အရန်ကောင်းနေပါကအခုချိန်မှာရောစောချောချောလေးတွေဘဲချောချောလေးတွေနဲ့ကားလို့ကောင်းပြီးရှိုးဝတ်တစ်ခုလိုရောက်သွားသလိုခံစားရမယ့်နေရာအားလုံးပဲမင်္ဂလာပါဒီရွယ်လေးကတော့ထိုင်းနိုင်ငံကော့မငါကျော်မှာရှိတဲ့ဖူးမှုပါတီကိုတွားခဲ့တဲ့အတွေ့အကြုံကို sharing လုပ်မှာဖြစ်ပါတယ်ကျွန်တော်3နှစ်ကျော်နေလာခဲ့တဲ့ဒီကျောင်းမှာဒီတစ်ခါသွားတာကအစိတ်အများဆုံးနဲ့ပေးမဝင်တဲ့ခြေနေထိပါရှိပါတယ်ဟိုးရင်ကိုယ်တွေသွားခဲ့တုန်းကအဆောက်တွေကမြန်မာလားလို့မေးပြီးလမ်းအောင်ညွှန်ပြခဲ့ပါသေးတယ်အခုကဘာဖြစ်လို့မြန်မာမှန်သိရင်ပုံမရောဘူးဆိုတော့ဒရုန်းနဲ့လိုရင်းပဲပြောပါမယ်မြန်မာတွေမှန်သိရင်ပုံမရောဘူးဆိုတာကနိုင်ငံခြားသားတွေအတွက်ပို့ပြီးတော့ safe ဖြစ်လို့ဖြစ်ပါတယ်ဒီနေရာမှာဝင်လို့မရဘူးဆိုပေမဲ့ taxi ကားတွေနဲ့ထိုင်းစကားကြောင်းချင်းပြောလို့တိုက်ရင်တော့ဝင်လို့ရပါတယ်ကျွန်တော်တို့ဘက်ကတော့ရှေ့ရောက်လာတာနှစ်ယောက်ပဲဝင်လို့ရပါတယ်ဒါတော့ထိုင်းစကားပြောပြီးတဲ့တကယ်ချင်းတယောက်ပါလို့ဖြစ်ပါတယ်စိတ်လုံးချုံမှုကတော့အဲ့နေရာမှာနေမရှိတော့ပါဘူးပါတီထဲရောက်ပြီးလက်မှတ်ဝယ်ပြီးတော့တက်တာအောင်ဒီနေရာဝင်လို့မရဘူးဆိုပြီးကရှိပါသေးတယ်ဆိုတော့အရင်ကနဲ့ကအရန်กว่าပါတယ်လုံချုံရုံးရင်တကြံထားပြီးတော့ဒီနေ့နဲ့သွားရမယ့်နေရာဖြစ်ပါတယ်ရင်ကဒီ .in ဘာမှာဘယ်လာမှာလာကိုရီမာတွေနဲ့နိုင်ငံခြားသားတွေအများဆုံးရှိတဲ့နေရာလို့ပြောလို့ရပါတယ်အခုကတော့ဒီနေရာနဲ့ပါတီတစ်ဝိုက်မှာမြန်မာဆိုတာလက်ချိုးရည်လိုတောင်ရပါတယ်ပါတီထဲမှာအမျိုးမျိုးသော music style တွေဘာတွေကစားလို့ရတဲ့နေရာတွေအများကြီးရှိပါတယ် anyway ကျွန်တော်ကတော့ရောက်လက်စားနဲ့အရမ်းမဲလာတဲ့ဘုံမရနဲ့ Paradise ကို join ပြီးတော့ကားရင်နဲ့ခင်းသွားတဲ့နိုင်ငံခြားသားတွေနဲ့ပြီးអော်ပြီးတော့တချင်းတွေဆိုပြီးတော့ကားခဲ့ပါတယ်ဆိုတော့ပါတီကိုရောက်ရင်တော့ဘားတွေထမ်းရှိုးပွဲကြီးလို့ကဲလို့ရတဲ့ဘုံမရကိုတော့မဖြစ်မနေ join သင့်ပါတယ်ကားရင်နဲ့ဘိုက်ဆာလာရင်လည်းအသစ်စားလို့ရတဲ့အဆိုင်လေးတွေရှိပါတယ်ဆိုတော့ကိုယ့်ဘငန်ကျောင်းမှာနေတာပဲဖြစ်ဖြစ်အလဲလာပဲဖြစ်ဖြစ် international အထိလူသိများတဲ့ဒီဖူးမှုပါတီကိုတော့ join နေပါတယ်။ဒါပေမဲ့တတိနဲ့ join ရမယ့်နေရာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးများတင်ပါတယ်။ See you the next video. Bye bye.